မွန်လူမျိုးတွေကိုကျေးဇူးမကမ်းနဲ့နင်တို့သိလားနင်တို့ကမွန်နိုင်ငံမရှိဘူးမွန်နိုင်ငံမရှိဘူးနင်တို့ပြောလို့တာငါတို့တွေမွန်နိုင်ငံမရှိဘူးလို့ပြောတဲ့နောက်ကတော့ပြောချင်စရာတွေကအများကြီးပဲလေနော်ဘယ်လိုဆိုခုလိုခေတ်ကြီးမျိုးတွေမှာတုံးအနေတဲ့မွန်တွေဘူးသားနေတဲ့မွန်တွေမရှိတော့ဘူးနော်အရင်တော့ကတော့ဟုတ်တယ်အရင်တော့ငါတို့တွေမင်းတို့ဗမာတွေဘယ်လောက်ထိဝါမျိုးဒါခံရလဲဆိုတော့ပြောပြမယ်နော်လေလားငါတို့အခုအသက်30ကျော်ပြီငါတို့အသက်15နှစ်ကလေးကငါတို့မွန်စာကိုစပြီးသင်ခဲ့15နှစ်14-15နှစ်ဝန်းကျင်တော့ငါတို့မွန်စာဆိုတာကိုစပြီးသင်ခဲ့ရတယ်ဘုန်းကြီးကျောင်းတွေမှာငါတို့သင်ခဲ့ရတယ်အဲ့ဒီအချိန်မှာနင်တို့ဗမာတွေဘယ်လောက်ထိငါတို့မွန်လူမျိုးတွေကိုဘယ်လောက်ထိဝါမျိုးခဲ့လဲဆိုတော့ဒီကဟိုဗမာဖြစ်စေချင်တယ်ကွာဒီလားတိုင်းသားတွေအားလုံးကိုဗမာဆိုပြီးတော့ဟိုဖြစ်စေချင်တဲ့စိတ်တွေတွေးဟိုအယူဝါဒတွေပေါ့အရေးကြီးအယူဝါဒမျိုးရိုးကဆင်းသက်လာတယ်ဆိုလေသူတို့တွေးတယ်အဲ့လိုမျိုးအကျင့်တွေရှိတယ်ငါတို့မွန်စာတင်ရနော်ဘုန်းကြီးကျောင်းမှာငါတို့စာပေတွေပျောက်ကွယ်ခဲ့တာနှစ်ပေါင်းမနည်းတော့ငါတို့မွန်လူမျိုးတစ်မျိုးမှာအဓိကအရေးကြီးတဲ့စာပေတိလားနော်စာပေအရေးကြီးဆုံးစာပေမရှိရင်လူမျိုးပျောက်ပြီလားမှတ်ငါတို့လူမျိုးတွေပျောက်လို့နှီးပါဖြစ်ခဲ့တယ်နင်တို့ဗမာတွေရောက်ဆိုတာငါတို့တိုင်းရင်းသားတွေမွန်လူမျိုးတွေအကုန်သိတယ်အခုလိုခေတ်မျိုးမှာဆိုရင်မပြောနဲ့အခုလည်းနင်တို့ပြန်ပြောနေနိုင်တယ်ငါတို့နားလေလို့လေဒီလားငါတို့မွန်လူမျိုးတွေအရင်တော့ဘယ်လိုဝါမျိုးခံခဲ့ရလို့ဆိုတော့သိလာခဲ့လို့သိလားလစီပွင့်နားပွင့်ခုခေတ်မှာနေတို့ပြောချင်လို့ပြောလို့မရနေတို့လောက်ချင်လို့လည်းလောက်လို့မရအောင်သဘောပေါက်လားနော်အဲ့ဒီတော့ဆိုရင်ကျမတို့15နှစ်3နှစ်14နှစ်15နှစ်ဝန်းကျင်မှာမွန်စာသင်ခဲ့ရတယ်အဲ့ဒီအချိန်မှာဆိုအဲ့ဒီအချိန်ထိတော့မှနော်နေတို့တွေဘယ်လောက်ထိရောက်မှလဲဆိုတာနော်တိုက်ပုံအင်ဂျီတွေဝတ်တယ်ဘယ်ဖွဲ့စည်းရတယ်တော့မသိဘူးနော်မပြောတော့တိုက်ပုံအင်ဂျီတွေဝတ်ပြီးတော့မွန်လူမျိုးတွေစာတင်ရဲ့အဲ့ဒီစာတင်ကြောင်းကိုလာပြီးတော့လာစစ်ဆေးတယ်ဘာတွေတင်လဲဘာတွေလာစစ်ရောင်ပဲလေနင်တို့ဖတ်တတ်နားလဲမဟုတ်တာသိလားအဲ့ဒီကနေစာပေဆိုတာငါတို့အခုချိန်အသက်30ကျော်ရှိငါတို့မွန်စာကောင်းကောင်းနားလဲတယ်မွန်သမိုင်းတွေဖတ်ရတယ်လေ့လာရတယ်သိလားလူမျိုးတစ်မျိုးမှလေကိုယ်သမိုင်းကြောင်းမသိပဲကိုစာပေကိုရည်ကြီးမှုကြောင်းမသိပဲသူများတော့ပြောလို့မရအောင်အရင်တော့ငါတို့တွေကိုမွန်လူမျိုးလို့တော့မသိခဲ့တဲ့အချိန်တွေထိရောက်ခဲ့ဘူးလေငါတို့အဖေမေတွေလက်ထပ်တော့မှဆိုရင်မွန်စာတွေကိုတို့မသိခဲ့ရသေးတယ်ခုလာမယ့်နောက်ပိုင်းလူငယ်တွေအကုန်လုံးကနေတို့ထင်တယ်လို့နေတို့တခင်ဆိုပြီးတော့လိုက်ပြီးတော့ပြောပြီးတော့မွန်လူမျိုးတွေကြုံပါလို့ပြောနေတဲ့ခင်မဟုတ်တော့ဘူးဆိုတော့ကုံသွားပြီအဲ့ဒီခေတ်သဘောပေါက်လားနော်ပါပဲတိဖို့